အားလုံးကတော့တိုင်းရင်းတို့မှာစစ်တပ်ကရှိပြီးဘာတွေညာတွေလိုင်းပေါ်မှာခင်ဗျားတို့တွေ့လိုက်မယ်တုတ်တော့ကျွန်တော်တို့ဟာဆိုရင်တော့အခုကအင်အားအကောင်းဆုံးဖြစ်နေတဲ့အချိန်ဆိုတဲ့ဥစ္စာကိုလည်းမမေ့ဖို့အတွက်ကျွန်တော်သတိပေးရှင်းပါတယ်ဘာဖြစ်လို့အင်အားကောင်းနေတယ်လဲဆိုရင်တော့စီလုံးပြီးတော့မှစုလိုက်နဲ့ကျွန်တော်တို့တိုက်ခိုက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ဒါကတော့နိုင်ကိုနိုင်ရမှာဖြစ်ပါတယ်ဒါကတော့အသေးချပါပဲကျွန်တော်ဝမ်းတာနေတဲ့အချိန်ဖြစ်နေတယ်အခုဟာဆိုရင်တော့အရင်တုန်းကတော့တယောက်တစ်ပေါက်တိုက်ကြတယ်တယောက်တစ်ပေါက်ခိုက်ကြတယ်နိုင်ကြတယ်နာမည်ကိုဂုဏ်ယူကြတယ်နာမည်ကိုရအောင်တို့လှုပ်ဆောင်ကြတာဖြစ်ပါတယ်အခုကျတော့ရဲဘော်တွေကလည်းသဘောပေါက်ကုန်ပြီကျွန်တော်လူကြီးတွေကလည်းသဘောပေါက်ပြီနာမည်ရဖို့မဟုတ်ဘူးပြည်သူလူထုအတွက်စစ်နိုင်ဖို့ဆိုတဲ့ဥစ္စာအဓိကထားလာပြီအခုက CB ကနိုင်တယ်ဆိုတာတွေ CC ကနိုင်တယ်ဆိုတဲ့ဥစ္စာတွေကလူတွေကစိတ်ဝင်စားကြတော့ပါဘူးတော့ရဲဘော်တွေလည်းစိတ်ဝင်စားပါဘူးကျွန်တော်ကိုယ်တိုင်လည်းစိတ်ဝင်စားပါဘူးဘာကြောင့်လဲဆိုရင်တော့ချစ်ပီနေမှာစက်ကကင်းစင်ဖို့အတွက်အရေးကြီးတယ်ဆိုတာကျွန်တော်တို့ကသဘောပေါက်ပြီဥပမာပြောရမယ်ဆိုရင်တော့အခုကဘလောက်စီလုံးမှုရှိတယ်လဲဆိုရင်တော့ကျွန်တော်တို့အထက်ကိုတော့ရှင်းလင်းကောင်စီအထက်မှာကိုတော့ပြောမနေနဲ့တော့အခုကျွန်တော်တို့ညီကိုဒီဖြစ်တဲ့ CBD ဖက်ကိုလည်းကြည့်မယ်ဆိုရင်လည်းပဲတူတကွစစ်တိုက်ကြတယ်ဥပမာတိရိမတို့ထန်တလာတို့ဟာခါတို့ကိုစစ်တိုက်မယ်ဆိုရင်တော့ CB operation တို့ CC operation တို့ကခက်စားမှာမဟုတ်တော့ပါဘူးအဲ့တော့ CB operation နဲ့ပဲတိရိမကိုတိုက်ရင်လည်းပဲ CC ကတိုက်ရင်လည်းပဲကျွန်တော်ကျင်တတ်တယ်စစ်နိုင်ဖို့ကအဓိကနာမည်ကမရှိမကြည့်တော့ဘူးဒီနှုတ်ကတော့ကျွန်တော်တို့ပေါ်တဘောမပေါက်ခဲ့တော့ CC ကနိုင်တယ် CB ကနိုင်တယ်ဆိုတဲ့ဥစ္စာလောက်နေပဲအဲ့ဒါနဲ့ပဲတာနေကြတာဖျားတခင်ကကြည့်နေတယ်ဖျားတခင်ကကြည့်နေတော့ဒီလူတွေကမဟုတ်တော့ဘူးသားသမီးတွေမဟုတ်တော့ဘူးဆိုတော့ခုကျတော့စကားစကိုအင်အားထဲလာပြီးတော့မှကျွန်တော်ချစ်တောင်ဝင်လာတဲ့ခါကျတော့ကျွန်တော်တို့အားလုံးသဘောပေါက်တယ်အဲ့ဒါကြောင့်အခုနဆောင်ပုတ်ထားသလိုchange and revive ပြောင်းလဲနိုးကြပါလို့ကျွန်တော်ကဒီပုတ်တက်ပြီးတော့ဒီနေ့ဗာတော့မှထိုင်နေတာပြောင်းလဲပါနိုးကြပါပြန်လေနိုးကြပါအဲ့ဒါကြောင့်ကျွန်တော်တို့ကတော့နာမည်ဒီပါတွေကအဓိကမဟုတ်တော့ဘူးစစ်နိုင်ဖို့အဓိကဖြစ်ပါတယ်အဲ့တော့line ပေါ်မှာကျွန်တော်အနုညွတ်တောင်းပန်ခြင်းတဲ့ဥစ္စာကတော့သူတို့ကတော့ဘာလို့ပြီးတယ်ဒီလိုပြီးတယ်လို့သူတို့ပြောကြတယ်ထင်တယ်ကျွန်တော်ကတော့ဘသူဘဝလို့ကျွန်တော်မပြောချင်ဘူးချင်းဒီအားလုံးကိုကျွန်တော်ဖတ်ချင်တယ်အနုညွတ်တောင်းပန်ခြင်းနဲ့ဖတ်ချင်တဲ့ဥစ္စာကတော့ line ပေါ်မှာစာရေးရတော်၎င်းစကားပြောတာတော်၎င်းခုကမကောင်းတဲ့ဥစ္စာမပြောပါနဲ့မကောင်းတဲ့ဥစ္စာဆိုတဲ့ဥစ္စာကတော့လိန်ပြီးတော့မပြောပါနဲ့ဖန်တရားကိုတော့ပြောပါရေးပါရပါတယ်ဒါမြည်ကြပါပဲဘူးပိတ်ကူဖားတယ်ဆိုရင်တော့ဖားတဲ့အကြောင်းထောက်ပြပါအဖန်တရားပဲဖြစ်မှာပါတုတ်တော့မဖန်မကံပဲနဲ့CB နစ်နာအောင်မရေးပါနဲ့ CC နစ်နာအောင်မရေးပါနဲ့ဒါမျိုးတွေကတကယ်ကျွန်တော်တို့မြေပြင်မှာစီလုံးနေပြီဘာဖြစ်လို့နိုင်ငံခြားမှာနေတဲ့မီဒီယာလုပ်နေတဲ့သူတွေကအဲ့ဒီလိုရှောက်လုပ်နေကြတာလဲဒါမလုပ်ပါနဲ့ဒါကျွန်တော်တောင်းပန်ခြင်းတယ်ဆိုတော့အဲ့လိုမျိုးလူတွေကတတိလက်ထားကြပါမကောင်းပါဘူးအဲ့ဒါတွေကိုကျွန်တော်ကတခုတော့ပြောချင်တယ်နောက်ဆက်ပြောရမယ်ဆိုရင်တော့အခုက one comment ဖြစ်သွားပြီ one control ဖြစ်သွားပြီ one army ပုံစံကဖြစ်လာပြီဆိုတော့ကျွန်တော်တရင်ကောင်းတစ်ခုပြောမယ်ဘယ်အဖွဲ့ကလဲဆိုလို့ဆိုတော့ကျွန်တော်မပြောသေးဘူးကျွန်တော်တို့ပြည်ထဲဝန်ကြီးကခီးသွားတယ်ခီးသွားတဲ့ချိန်မှာကျွန်တော်ပြောပြတာကတော့တချို့အဖွဲ့ဆိုရင်တော့တဲ့ချင်းပြည်အစိုးရတပ်ဖွဲ့မှာပဲအကုန်လုံးနေချင်တယ်တဲ့ထောက်ပံ့နိုင်ပြီဆိုရင်တော့သူပြောသေးတယ်ဆိုတော့ကဲဦးစံမွေးတော့ထောက်ပံ့နိုင်မလားကျွန်တော်စိန်ခိုးပြီကျွန်တော်တို့ကတဖွဲ့ထဲမှာနေတော့မယ်CDF ဆိုပြီးတော့မှအရင်တော့ကလို့နေလားငါလားဆိုတာကျွန်တော်တို့ကစိတ်ဝင်စားတော့ဘူးချင်းပြည်ဆိုအတပ်ဖွဲ့နေတဲ့ပဲခိုင်ခိုင်မှာဇက်တီချင်တယ်ဒါတော့ဟုတ်ပြီကျွန်တော်တို့ကအခုစလာပြီထောက်ပံ့နိုင်မလားကဲစိန်ခေါ်လိုက်ပြီဆိုတော့ဒါက one comment one control one budget one army ဖြစ်ပြီဆိုတော့ဥစ္စာကျွန်တော်တို့တွားနေပြီဆိုတော့တခါတလေကျတော့ကျွန်တော်တို့ဖက်ကရေဒီဖြစ်တဲ့ချိန်မှာခင်ဗျားတို့ဖက်စိတ်ကောက်သွားမယ်ဆိုရင်တော့ဒါမဟုတ်တော့ဘူးနော်စိတ်မကောက်စတာအဲ့တော့ one army ဖြစ်ဖို့ရတဲ့ one budget လိုအပ်တယ်အခုက one budget သွားတော့မှာချင်းပြည်အစိုးရတပ်ဖွဲ့ကိုတီးတက်လဲနဲ့ငွေရှာပြတော့မယ်လင်းနေခရရှာပြမယ်
ကမ်လုတ်ပေးတယ်လို့ပေါ့ချင်းလက်ဒီ face group ကမ်လုတ်ပေးတယ်လို့ဒါလင်းနေခင်ရပုံလို့သူတို့တောင်းယူတယ်ဆိုတော့အရင်တော့ကတော့ထမင်းကိုတယောက်တစ်ပေါက်စားခဲ့ကြတယ်နော်ငငယ်တုန်းကစီရတဲ့ခါကျတော့မိဘတွေကခိတ်မင်းတို့ထမင်းတယောက်တစ်ပေါက်မစားကြနဲ့ထမင်းကုန်တယ်လို့ပြောကြတာပေါ့အခုကအရင်တုန်းကလို့မဟုတ်တော့ဘူးတယောက်တစ်ပေါက်မနေချင်တော့ဘူးစီလုံးလုံး one budget လဲတွားချင်နေပြီ one army လဲတွားချင်နေပြီ one command ဖြစ်သွားပြီ one army ဖြစ်သွားပြီဆိုတော့ချင်းပီအစိုးရတပ်ဖွဲ့အတွက်ငွေရှာပြကြပါလို့ကျွန်တော်မှာချင်တယ်ငွေရှာပြကြပါ CDF မရာအတွက်တိတမရှာနဲ့တော့ CDF ဆိုဖေအတွက်တိတမရှာနဲ့တော့နော်ဒါကကျွန်တော်တို့ချစ်ပီအစိုးရတပ်ဖွဲ့မှာပဲကျွန်တော်တို့စီလုံးနေမယ်ဆိုရင်တော့ချစ်ပီအစိုးရတပ်ဖွဲ့နေတယ်ပဲငွေရှာပြတော့ပါလို့ကျွန်တော်ပြောချင်တယ်အားဒါမှသာတဖြည်းဖြည်းဆူစီပြီးတော့မှသူများတွေကခဏခဏတယောနေတဲ့ဥစ္စာကျွန်တော်ဟိုဖက်တွန်းစာနဲ့ခမ်ပတ်တွားတော့ကဘာပြောတယ်လဲဆိုရင်တော့ကချင်ကစစ်အရာရှိတယောက်စစ်ဒေသမှုစစ်ဒေသမှုတောင်ခါမှာပြောတယ်လဲဆိုရင်တော့တဲ့ချင်းလက်ကောင်စီဥက္ကဋ္ဌရဲ့တဲ့ဒီမြန်မာနိုင်ငံမှာအများဆုံးကားတဲ့စစ်ချုပ်တွေများသလားမင်းနဲ့တဲ့စီဦးစစ်ချုပ်တွေများလုံးဝကြည့်တယ်လို့ကျွန်တော်ပြောတယ်ဒါလေဘူးဗာလေဆရာကြီးဘူအဲ့ဒါကတော့ကောင်းလာပါပါချိတ်တပီးဖြီလုပ်ပြီးတော့မှစူးစီလာမယ်ဆိုပြီးတော့မှသူကလည်းရည်သေးတယ်ဆိုတော့ဒါတွေကကျွန်တော်တို့ကလိုချင်လို့မဟုတ်ပါဘူးအစပထမစကလေးကတယောက်တစ်ပေါက်နဲ့စခဲ့ကြတာပါဒါအပြစ်မတင်ကြပါနဲ့အခုကျတော့ပြန်ပေါင်းလာပြီလေဥပမာတရားကြီးမှာလည်းပဲအရင်တော့ကကျွန်တော်ကာကွယ်ရေးတစ်ခုတည်းမပြောဘဲနဲ့တော့တရားကြီးကိုပြောမယ်တရားကြီးအစီဝဲကျွန်တော်တို့ဒီတန်တရာဒီအားလုံးနဲ့ကျွန်တော်တို့လုပ်ခဲ့ကြတယ်ကျွန်တော်တို့ကလူကြီးအနေနဲ့လာဖိတ်ကြတော့ဆွေးနွေးကြတာပေါ့အဲ့ဒီတရားကြီးမှာနာမည်တော့အဖွဲ့အစည်းတွေတော့မပြောဘူးပေါ့နော်တချို့ကပြောတယ်အရင်တော့ကတော့တဲ့ဒေတာတရကျွန်တော်တို့တရားရုံးကအမြင့်ဆုံးလို့သတ်မှတ်တယ်တဲ့အဲ့ဒီတော့ကကျွန်တော်တို့ချင်းလဲအဖက်ကပါဝေဖန်တယ်ဆိုရင်တော့မဟုတ်သေးပါဘူးတဲ့ဒေတာတရတပ်ဖွဲ့မှာစီရင်ချက်အပြည့်ပြည့်ဆိုလို့ဆိုတာမဟုတ်သေးဘူးလို့သူတို့ဝေဖန်ကြတယ်ကျွန်တော်သူတို့ကိုပြောပြတယ်မဟုတ်ဘူးအဲ့ဒီသူတို့အခြေခံဥပဒေသူတို့ရဲ့အခြေခံစီမီနေရေးဆွဲတော့က CDF လေးတွေကတရားကြီးလဲလုပ်တယ်အဲ့ဒီချိန်မှာချင်းလန်းကမရှိသေးတော့ချင်းလန်းကောင်စီမရှိသေးတော့သူတို့ပြမြင့်ဆုံးပေါ့သူတို့မဖားဘူးအခုကျတော့ချင်းလန်းကောင်စီရှိလာပြီအခြေခံဥပဒေလေးရှိလာတဲ့ခါကျတော့ချင်းလန်းတရားရုံးလေးရှိလာတဲ့ခါကျတော့သူတို့ကိုယ်တိုင်အဲ့ဒီဆွေးနွေးပွဲမှာပြုတ်ခဲ့တယ်လဲဆိုရင်တော့ခုနကျွန်တော်ပြောတဲ့အတိုင်းပဲသူတို့ဝန်ခံကြတာခုကျတော့ကျွန်တော်တို့တရားရုံးကပဲအမြင့်ဆုံးဖြစ်တော့မလဲချင်းလန်းတရားရုံးရှိပြီပေါ့အဲ့ဒါမှယူခံရမယ်ဆိုတာသူတို့ပြောတယ်အဲ့တော့တရားသူကြီးချုပ်ကလည်းရောက်ဝမ်းတာတယ်ဆိုတော့တခါတလေကျတော့လူကအချိန်အစင်တက်မဖြစ်တဲ့လို့မပြောင်းလဲတာရှိတယ်တချို့တခုကတော့အစင်တက်ဖြစ်တာမပြောင်းလဲချင်တာရှိတယ်ဆိုတော့ကျွန်တော်တို့ရဲ့ချင်းလန်းရဲ့တိဆောက်ပုံကစင်တက်မဖြစ်တဲ့လို့မပြောင်းလဲတဲ့တာလည်းရှိတယ်နော်အဲ့ဒါပြည်သူလူထုနားလေပေးကြပါတော့အစင်တက်ဖြစ်တာမပြောင်းလဲချင်တာကတော့အပြစ်ရှိတယ်အဲ့ဒါကတော့အဲ့ဒါစင်အဲ့ဒါကတော့ကျွန်တော်တို့ကအားနေချက်ဗာလဲပြပြင်ရမှာပါပဲဆိုတော့ဒီနေ့ဒီကုန်းပိုင်းမှာကျွန်တော်ပြောချင်တဲ့ဥစ္စာကတော့ CBD ကိုလည်းကျွန်တော်ပြောချင်တယ် CC လည်းကျွန်တော်ပြောချင်တယ်ကျွန်တော်ကတော့တစ်ချိန်လုံးထောက်ပြဆရာရှိနော်နှစ်ဖွဲ့စလုံးပဲထောက်ပြရမှာပါနော်ဆိုတော့အခုကစစ်အတူတူတိုက်ကြတယ်လေဘာဖြစ်လို့ CBS စစ်မတိုက်ဘူးလို့တဖွဲ့တချို့ကပြောလိုက် CC ကစစ်မတိုက်ဘူးလို့ဒါမျိုးတွေမပြောနဲ့တော့ဒါကျွန်တော်လည်းမခံနိုင်ဘူးဖွဲ့စလုံးစစ်တိုက်တယ်အခုကစိတ်ထဲမှာကဲစီယန်တို့စီယန်တဲ့နဲ့ဟိုပါလေစီယန်နေစစ်ပြန်ဖြစ်မယ်မဖြစ်ပါဘူးကျွန်တော်သိတယ်အဲ့လိုမျိုးစိတ်ဓာတ်တွေမရှိကြဘူးငါတို့စက္ကစကိုဘလို့တူးလှန်နိုင်မလဲဆိုတဲ့ဥစ္စာပဲကျွန်တော်ကောင်းထဲမှာပဲရှိတာဒါစက္ကစကိုအတူတူကဘလို့တူးလှန်နိုင်မလဲဆိုတဲ့ဥစ္စာပဲကောင်းထဲမှာရှိတယ်လို့တခြားအတွေးမရှိတော့ဘူးလို့အဲ့ဒါပြောချင်တာအဲ့ဒါကြောင့်အခုချိန်မျိုးမှာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘယ်အဖွဲ့ပဲဖြစ်ဖြစ်ဘယ်မီဒီယာပဲဖြစ်ဖြစ်မဟုတ်မဖန်တရင်တွေထွတ်ပြီးတော့မှစီလုံးချင်းမရှိအောင်တမင်တကာလုံနေမယ်ဆိုရင်တော့အဲ့ဒါကတော့ဒါဖျားနေရင်ဆိုင်ရလိမ့်မယ်ဒါမကြိုက်လို့ကျွန်တော်ကဆိုတော့အဲ့ဒါလေးတွေကိုလည်းကျွန်တော်ဒီမနေ့ကပြောပြချင်လို့
ကျွန်တော်ဗမာလိုအသုံးပြုနေတာဖြစ်ပါတယ်ဗမာလိုနဲ့သုံးနေတာဖြစ်ပါတယ်ဆိုတော့စပေါ်တာမြတ်ခင်ဗျနောက်ဆုံးပြောချင်တယ်စပေါ်တာမြတ်ခင်ဗျအခုကတော့ကျွန်တော်တို့ချင်းပီတူလူထုတွေလိုလားတောင်းတနေတဲ့တပ်ဖွဲ့ပုံစံကျွန်တော်ချင်းလဲကောင်စီမှာရှိနေပြီထိုနည်း၎င်းပဲအုပ်ချုပ်ရေးလဲပြီကျွန်တော်တို့တွားနေပြီတရားကြီးလဲတွားနေပြီဆိုရင်တော့ထောက်ပံ့ရမလားစစ်ထောက်ပံ့မလားရမလားငါခင်ဗျားတို့တဘောပါပဲအဲ့တော့ဒီနေ့ဈေးလေးကိုကျွန်တော်ဖွင့်စေနေတယ်အနည်းဆုံး1000မရဘဲနဲ့တော့ကျွန်တော်အားချေနေတာမတန်ဘူးလို့ကျွန်တော်မြင်တယ်ကျွန်တော်အဲ့ဒါကြောင့်ဒီနေ့တော့အနည်းဆုံးဒေါ်လာ1000ရအောင်စစ်တိုက်နေတဲ့သူတွေအတွက်အကြီးပုံငွေလိုအပ်နေတယ်အဲ့ဒီဥစ္စာကိုတောင်းဆိုနေတာဖြစ်ပါတယ်တောင်းနေတာဖြစ်ပါတယ်အားလုံးဖျားသခင်ကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်